နာမည်ပြတိုင်းစွမ်းဆောင်ရည်ကအတူတူပဲလားဒါဆိုရင် laptop နဲ့ desktop GPU တွေကဘာတွေကွာခြားလဲကျွန်တော်ဒီ video လေးကိုဆက်ကြည့်လိုက်အောင် gaming laptop အသစ်တစ်လုံးကိုဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ taxi မှာအများဆုံးမေးခွန်းတစ်ခုက laptop ရဲ့ RTX 4090က desktop ရဲ့ RTX 4090နဲ့စွမ်းဆောင်ရည်အတူတူပဲလားဆိုတဲ့မေးခွန်းမျိုးဆိုတော့ဒါမျိုးမေးခွန်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖြေရမှာတော့အားတော့နာပါတယ်အဖြေကတော့မတူပါဘူးဆိုတော့နာမည်တူပေမဲ့ကျွန်တော်လက်တွေ့မှာကွာခြားချက်တွေကအများကြီးရှိပါတယ်ဆိုတော့ဘာတွေကွာခြားသွားလဲဆိုတာကိုကျွန်တော်ဒီနေရာလေးကနေကျွန်တော်ဆက်ပြီးတော့ပြောပြချင်ပါတယ်နောက်တစ်ခု performance side ပေါ့နော်ဆိုတော့ desktop ရဲ့ GPU တွေကအရွယ်အစားကြီးပြီးတော့ကျွန်တော်နေရာအပြည့်ယူတာမို့လို့ performance ကိုသူကအမြင့်ဆုံးပေးစွမ်းနိုင်တယ်ပေါ့နော်ဒါဆို laptop GPU တွေက laptop ရဲ့ GPU တွေကကျွန်တော်တင်ရလွယ်ကူအောင်လို့သူကကျစ်လက်တဲ့အရွယ်အစားထဲမှာထည့်သွင်းထားတဲ့အတွက်ကိုဒီ core ရည်အတွက်နဲ့ဒီ VRAM တွေကိုသူက short ချထားရလေးရှိတယ်ပေါ့နော်နောက်တစ်ခု power သုံးစွဲမှုအပိုင်းဖြစ်တဲ့ဒီ power consumption TGP မှာဆိုရင် desktop card တွေကလျှက်စစ်မီးကိုတိုက်ရိုက်ယူသုံးပြီးတော့ watt ကိုအများကြီးဆွဲသုံးနိုင်တယ်ဥပမာ300 watt ကနေ600 watt အထိပေါ့နော်ဆိုတော့ laptop တွေကတော့ကျွန်တော် battery နဲ့ adapter ပေါ်မှာမိခိုရတာဖြစ်တဲ့အတွက်ကိုဒီ power သုံးစွဲမှု TGP ကကတ်သက်ခံထားရတယ်ဆိုတော့ဟုတ်ပြီဒါဆိုနောက်ထပ် cooling system အပိုင်းမှာကြတော့ cooling system အပိုင်းမှာကြတော့ကျွန်တော် desktop တွေမှာကကျွန်တော်ကိုယ်ပိုင် fan အကြီးတွေနောက်ပြီး heatsink အကြီးတွေပါတဲ့အတွက်ကိုသူအပူထွက်တာကိုအကောင်းဆုံးသူကထိန်းချုပ်ထားနိုင်တယ်ပေါ့နော်ဆိုတော့ laptop တွေကကြတော့ကျွန်တော်ဒီကျင်းမြောင်းတဲ့ဒီ cooler လေးထဲမှာအပူထိန်းစနစ်ဖြစ်တဲ့ဒီ cooling system ကိုနောက်သူ CPU နဲ့မျှဝေပြီးတော့သုံးရတဲ့အတွက်ကိုသူ့ရဲ့အပူချိန်ကနည်းနည်းပိုပြီးတော့မြန်မြန်တက်လိမ့်ရှိရပေါ့နော်ဆိုတော့ဒါမျိုးလေးတော့ရှိတာပေါ့နော်ဆိုတော့အလွယ်တကူလဲလှယ်နိုင်ဖို့ကျွန်တော် upgradability အပိုင်းမှာကြာတော့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲ desktop GPU တွေကိုနောက်ပိုင်း model အသစ်ထွက်လို့ရှိရင်တော့အလွယ်တကူဖြုတ်လဲလို့ရတယ်ဒါပေမဲ့ကျွန်တော် laptop ရဲ့ GPU တွေကတော့ motherboard ပေါ်မှာသူကအသစ်တက်ဆင်ထားတာဖြစ်တဲ့အတွက်ကိုတော့ upgrade လုပ်လို့မရဘူးဆိုတော့မိတ်ဆွေကကိုကဘာကိုရွေးချယ်သင့်လဲဆိုတာမျိုးကိုစဉ်းစားရမယ်ကိုကတနေရာထဲမှာပဲအထိုင်ချပြီးတော့အမြင့်ဆုံးစွမ်းဆောင်ရည်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအတွက်အသင့်တော်ဆုံးကတော့ကျွန်တော် desktop setup ပါဒါပေမဲ့ကျောင်းရုံးအိမ်စတဲ့ဒီလိုနေရာအစုံကိုတည်သွားပြီးတော့အလုံးလုံးချင်တယ်ဂိမ်းတွေလည်းစော့ချင်တယ်ဆိုလို့ရှိရင်တော့ဒီ gaming laptop တွေကဒါမိတ်ဆွေအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့အကိုက်ညီဆုံးဖြစ်မဲ့ကျွန်တော်တို့ဒီ brand new laptop တွေဖြစ်တဲ့ဒီ ROG တွေ Asus တွေ Dell တွေ Lenovo MSI Acer နဲ့ဒီ HP model အစုံကိုကျွန်တော် Taxi Test Pro မှာ original C ပြည့်နဲ့ကိုယ်တိုင်ပထမဆုံး unboxing လုပ်ရမယ် premium experience နဲ့လာရောက်ပြီးတော့လည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားတဲ့ laptop ရဲ့ဒီ GPU နဲ့ desktop ရဲ့ GPU အပိုင်းလေးကိုလည်းမိတ်ဆွေတို့နားထောင်ပြီးတော့ကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့လက်တလုံးမှာတော့မိတ်ဆွေအနေနဲ့ဘာ laptop မျိုးစားတွေဘယ်လို desktop တွေသုံးပြီးဘယ်လို GPU တွေသုံးနေလဲဆိုတော့လည်းကျွန်တော်ဒီ comment box လေးမှာဝင်ရောက်ဆွေးနွေးသွားပြီးလို့ရပါတယ်ကျွန်တော်ဒီကပါ taxi ကပါကျေးဇူးတင်ပါတယ်